အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့မိတ်ဆက်ပေးမယ့် product တစ်ခုလေးကတော့ Eraser Wireless Earbud XF 38လေးဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်ရအောင်Okay. Share pagkalam dito ko ba eh? Madali ba no? Camera. Okay. Ano na? Babi. Tali apya ba eh? Truly. Mara atun jo pa ba eh atun shi da te atun jo le pa lo no di teo product ကတော့အရင်ကစိတ်ဝင်စားချာကောင်းလာပါတော့ကျွန်တော် budget ငွေနည်းနည်းလေးနဲ့ပေါ့နော်အရင်ကောင်းတဲ့ quality ရနိုင်တယ်ပေါ့အဲ့တခုကတော့တရုတ်တွေအတွက်တော့အကိုလေးစားစရာတခုပါပဲကျွန်တော်ဖွင့်ကြည့်လိုက်ပြီနော် connect လုပ်ကြည့်အောင်ခြေနေဘယ်လိုလဲပေါ့ဒါက right right ဒါ left okay ကျွန်တော်ဖုန်းနဲ့တစ်ချက်လောက် connect လုပ်ကြည့်အောင်နော်ကျွန်တော်တန် quality ကိုစမ်းမှာဖြစ်ပါတယ်အခုချိန်မှာleave it maybe open translate ပါတယ်ဗောနော်စမ်းတယ်နေပါတယ်ပြောရတာ connect ဖြစ်သွားပြီ okay အခုတော့ YouTube နေချင်းပေါ်တော့နောက်ထောင်ကြည့်မယ်ဆိုတော့မဆိုးပေါ့နော်ကျွန်တော်airport အမြဲတမ်းတောင်းနေကြလို့တယောက်ဖြစ်တော့ကြောင့်နည်းနည်းတော့ပေါ့တယ်ဗောနော်အရန်ကြီးတော့ airport လောက်တော့မတော်ဘူးဒါပေမဲ့ဒီလောက်ကတော့လက်ခံဖွယ်ရရှိရပါနော်ဆိုးပါဘူးဒီဈေးနဲ့တော့ဒီလောက် quality ရတယ်ဆိုတော့မဆိုးဘူးနော်phone music တွေနဲ့ control လုပ်ရဖြစ်တယ် live stream ပါတယ်ဘောလုံး adjusting ပါတယ်ပြီးတော့မှ special sound effect တွေပါတယ် equalizer ပါတယ် alarm နဲ့လုပ်လို့ရနော်ဒီမှာ brightness တွေချိန်လို့ရတယ် screen lock ပေါ့ 5mm earphone နဲ့ system ပါတယ်ဗောနော်ကျွန်တော်နှစ်ချက်တွေတခါတလေမှာကျွန်တော်ဘယ်မှာထားလို့ထားမိမှမသိဘူးဗောနော်အဲ့ချိန်အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်ဒီ 5mm iPhone လေးနဲ့ရှာလိုက်မယ်ဆိုတော့ပြန်နေတွေ့နေမှာ flashlight တော်ဆုံးတဲ့ feature တွေပေါ့နော်ဒီဈေးမှာတလောက်ဝင်ချင်ရတယ်ဆိုတော့မြန်မာငွေ3သိန်းကျော်နီးပါးလောက်ကျတာပေါ့နော်
မဆိုးပါဘူးဘယ်လိုလဲဘယ်တင်မှာလဲတလောက်ပါ ပြီလား